မင်္ဂလာပါညီကိုတို့ဒီနေ့ညမြန်မာစံတော်ချိန်တနာရီခွဲမှာစပိန်နဲ့ပေါ်တူဂီတို့ National League ဘူဒီပွဲကိုရှင်မြင်ကြကြမှာပါပေါ်တူဂီကပီတီညာပြန်ပါလာဖို့ရှိပြီးကွန်လန်ကစားအားပူတီညီလာနိုင်ပါတယ်စပိန်အသင်းဟာအသင်းလိုက်ကစားဖို့ကောင်းပြီးလူငယ်တွေစုဖွဲ့မှုနဲ့တူအကောင်းဆုံးအနေအထားကိုရောက်ရှိလာနေပါတယ်ပေါ်တူဂီကစပိန်နဲ့တွေ့ဆုံနိုင်ကြေးရောင်လုံးကောင်းပေမဲ့ဂိုးတွေမြူးနေတဲ့စပိန်ရဲ့တိုက်စစ်ကိုဂိုးတွေပေးရအောင်ပါစပိန်သင်းရဲ့နောက်ဆုံး10ပွဲမှာလည်းဂိုးပေါ်ပွဲ10ပွဲရှိပါတယ်။ဒီပွဲရဲ့မူလကြီးကစပိန်ဘက်ကနေဘော်ဒီအနှုတ်85ဂိုးပေါင်း2နှုတ်85ပေးထားပေမဲ့ယခုချိန်မှာတော့ဘော်ဒီအနှုတ်80ဂိုးပေါင်း3ပေါင်း30အထိမြင့်တက်လာတွေ့ရပါတယ်။ဂိုးပေါင်းမြင့်တက်လာတာကြောင့်ခြေပေးထားတဲ့စပိန်သင်းတေချာဖို့ဂိုးရရှိနိုင်ပြီးပေါ်တူဂီဘက်ကလည်းဂိုးရနိုင်ပါတယ်။အနိုင်ရှုံးအဖြစ်ပေါ်နိုင်တဲ့ပွဲဖြစ်ပြီးပေါ်တူဂီတကူရရင်တော့2ဂိုးတင်နိုင်တဲ့အင်အားစပိန်မှာရှိပါတယ်။စပိန်ဘော်ဒီကိုကြိုက်ပါတယ်။